ဘာကျော်နုပညာရှင်တွေကျင်းပသလိုမင်္ဂလာပွဲကိုခန္ဓာဆောင်ကျင်းပခဲ့ကြတဲ့ပိုင်တကွန်နဲ့မက်လင်းမြဖူးပိုင်တကွန်ဟာသူသိချရတဲ့မမအဖြစ်မက်လင်းမြဖူးကိုတရားဝင်လက်ထပ်လိုက်ပြီးဖြစ်ပါတယ်မင်္ဂလာပွဲပြုလုပ်မဲ့အကြောင်းကိုလည်းအတိမပေးသလိုရက်တိကြလည်းမပြောဘဲပွဲကိုတိတ်တဆိတ်လေးခိုးပြီးတော့ကျင်းပခဲ့တာဖြစ်ပါတယ်ပိုင်တကွန်ကမြန်မာနိုင်ငံမှာဒီမကပဲနဲ့ပြည်ပအထိကြော်ကြားသူဖြစ်တာမလို့မင်္ဂလာပွဲမှာမီဒီယာတွေလည်းဖိတ်ခါကျင်းပမယ်လို့ထင်ခဲ့တာပါဒါပေမဲ့ဘယ်မီဒီယာမှလည်းအတိမပေးဘဲနဲ့ဇွန်လ14ရက်နေ့မှာတဲ့အေရာဗာတီဆူဂရန်ရန်ကုန်ဟိုတယ်မှာမင်္ဂလာပွဲကိုကျင်းပခဲ့တာပါမင်္ဂလာခမ်းနားကိုမနေ့ပိုင်းမှာကျင်းပခဲ့တာဖြစ်ပါတယ်ကျင်းပတဲ့အကြောင်းကိုလည်းနေ့လယ်ပိုင်းမှာသာပုံတချို့ပြန့်နှံ့ကာသိခဲ့ရပါတယ်ပိုင်ဒီကွန်တို့ကဘယ်သူမှမထင်ထားလောက်အောင်မင်္ဂလာပွဲကိုလှည့်ဝက်နေကြတာဖြစ်ပါတယ်မင်္ဂလာပွဲကိုမီဒီယာတွေရှုပ်ရှက်နဲ့လုပ်ရတာကိုမလင်းမြောက်ဖူးကလုံးဝမကြိုက်ပါဘူး။အင်တာဗျူးဖြေရတာမျိုးလည်းလုံးဝမကြိုက်တဲ့အတွက်မီဒီယာတွေနဲ့ကိကင်းရှင်းရှင်းသာကျင်းပခဲ့တာပါ။မြန်မာနိုင်ငံမှာသာအမှုပညာရှင်တွေကမင်္ဂလာပွဲကျင်းပရင်မီဒီယာတွေကိုလာခွင့်ပေးကတခက်တခါနဲ့ကိုမှကျင်းပကြတာပါ။ဒါပေမဲ့နိုင်ငံခြားမှာဆိုရင်ကမ္ဘာကျော်တဲ့အမှုပညာရှင်တွေကမင်္ဂလာပွဲကိုမီဒီယာလည်းသိခွင့်မပေးဘဲနဲ့တိတ်တဆိတ်သာကျင်းပတာဖြစ်ပါတယ်။ဒါပြင်လက်ထက်မဲ့မျိုးသားမျိုးသမီးတွေကအမှုပညာရှင်တွေကမဟုတ်ဘူးဆိုရင်မျက်နှာကိုလည်းလုံးဝမပြပါဘူး။ကိုရီးယားအမှုပညာရှင်တွေဆိုရင်လက်တွဲပေါ်ရဲ့မျက်နှာကိုဖုံးအုပ်ထားကသူတို့ရဲ့မျက်နှာကိုသာချပြတာပါ။မင်္ဂလာပွဲနဲ့ပတ်သက်ရင်ရန်ကုန်မှာတိုးဝက်တက်ကြတာဖြစ်ပါတယ်။ပိုင်တကွန်နဲ့မက်လင်းမြဖူးတို့ကလည်းနိုင်ငံခြားအမှုပညာရှင်တွေလိုမင်္ဂလာပွဲကိုတိတ်ဆိတ်သာကျင်းပတာဖြစ်ပါတယ်။ပိုင်တကွန်တို့ရဲ့မင်္ဂလာပွဲကိုအမှုပညာရှင်များပြားကတက်ရောက်ခဲ့ကြပါတယ်။ပိုင်တကွန်ကလူသိများတဲ့အမှုပညာရှင်ဖြစ်တယ်လို့မိတ်ဆွေကလည်းပေါ်တာကြောင့်အမှုပညာလောကကလူများကိုဖိတ်ခဲ့တာပါ။အမှုပညာရှင်တွေကလည်းပိုင်တကွန်ရဲ့မင်္ဂလာပွဲကိုတက်ဖို့နာမည်ကြီးဒီဇိုင်နာတွေစီမှာဝတ်စုံတွေချုပ်ကခက်ခဲနနာကိုတက်ရောက်ခဲ့ကြတာပါ။ခိုင်သိန်းကြည်နဲ့တမီးဖြစ်သူစန်ဒီတာဦးလို့ဆိုရင်လေပွဲတက်ဖို့တဲ့ဝတ်စုံတွေကိုမြန်မာပြည်ရဲ့နာမည်ကြီးဒီဇိုင်နာစီမှာအခါတေချာလေးကိုမှတက်ရောက်ပေးကြပါရီနေဝင်းတို့ဇနီးမောင်နှံတွေကလည်းတက်ရောက်ခဲ့တယ်လို့စိုးမြတ်သူစာတို့ညီမတွေလည်းပွေးတက်ကြပါရီလက်ရှိမှာအနုပညာရှင်ချို့ကပြတဲ့ပုံပိုင်းစာသာရှိတာမလို့ဘယ်အနုပညာရှင်တွေတက်ရောက်လဲဆိုတာကိုအစုံမသိရသေးပါဘူးပိုင်နကွန်နဲ့မလင်းမြဖြူတို့ကအဖြူရောင်ထမိန်သိန်းဝတ်စုံနဲ့စူလျားရှစ်ဘက်မင်္ဂလာပွဲကိုခမ်းနားစာကျင်းပခဲ့တာပါပိုင်တကွန်ကသူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲခမ်းနားကိုနောက်တစ်ရက်မှသာရိုမက်တစ်ဆန်ဆန်နဲ့ချပြသွားမှာဖြစ်ပါတယ်။ကျင်းပပြီးသွားမှသာမတ်တရဖြစ်အောင်ဗီယိုအပိုင်းစားနဲ့အသိပေးသွားမှာပါ။စစ်ဆက်တောင်ရဲ့ပွဲတော်ကလည်းနောက်ရက်မှသာပရိသတ်တွေကသိရှိကြရတာဖြစ်ပါတယ်။ပိုင်တကွန်ကမလေးမြဖူးပေါ်မှာအရန်ကုန်မှာချစ်တာဖြစ်တဲ့အတွက်ဘလို့တောင်မှဂီယူဆိုင်ကချစ်ပြမလေးဆိုတာကိုသိကျင်နေကြပါပြီ။ပိုင်တကွန်ကလက်ချက်ပြီးတာနဲ့ကလေးတခါတည်းယူကမိသားစုဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းသွားမှာပါ။မလင်းမြဖူးအပိုင်းဖြစ်သွားတဲ့ပိုင်တကွန်ကိုနှမျောသွားကြလားဆိုတာပြည်သက်ကြီးအနေနဲ့ပြောခဲ့ပေးပါအောင်ရှင်။အစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့သတင်းတွေတူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီနေ့ရောလောင်းတွေပဲနှုတ်ဆက်ခဲ့ကြပါရီ။အားပေးနှောက်ဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။